တက်ဆိုင်ရတပြေကုန်းမှာကြီးမွေးဆိုင်ကိုပြတ်တော့မ follow လုပ်ထား အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်ကနေပြီးတော့ကအထင်ကယ်ရနေရာတွေတခုဖြစ်တဲ့ရေပန်းဝရင်ရဲ့ပန်းပွဲတော်ကိုရောက်ရှိနေရဖြစ်ပါတယ်ဒီမှာဆိုရင်လည်းလူတွေကအများကြီးပဲရောက်နေကြပြီအဲ့ဒီထဲမှာကျွန်တော်ရဲ့ TikTok ကို follow ထားတဲ့သူကိုကျွန်တော်မုတ်ဖိုးနဲ့ရေမွေးလေးလက်ဆောင်ပေးသွားမှာဖြစ်ပြီးတော့ follow လုပ်တဲ့သူအားလုံးကိုလည်းမုတ်ဖိုးတွေလိုက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆက်ကြည့်လိုက်အောင် let's go ကြီးရေမွေးဆိုင်အောင်တိလားဟုတ် TikTok ကို follow လုပ်တာလား follow လုပ်တာ okay ကျွန်တော်ကြီးမွေးဆိုင်အောင်အဲ့လို follow လုပ်တဲ့သူနဲ့မိကုန်းလေးတစ်ခုရှိရပေါ့နော်ကြီးမွေးဆိုင်ကပေါင်းလောက်မှတစ်ဆိုင်ရှိရဗျနောက်တစ်ဆိုင်ပဲမှလည်းသိလား ဆိုင်ရတပြေကုန်းမှာ တပီကုန်းမှာ okay okay မှန်ပါပြီအဲ့ဒါဆိုရင်ဒါရေမွေးရဲ့မုတ်ဘိုးရဲ့ရမှာဖြစ်ပါတယ် okay ဟုတ်တာလေဟိုကတော့ဒါတော့မှာညနေလိုက်တော့ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ ဟိုမှာရှမ်းကမာတဲ့ကလေ ဟုတ် အဲ့မတိုင်ရင်နေရပေါ့ ဟုတ် ကြီးမွေးဆိုင်ကိုပြတ်တော့မ follow လုပ်ထား ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါခွင့်ပြုပါအောင်ဟုတ်